င်္ဂလာပါဒါတော့ကျွန်တော်တို့ရဲ့နန်းဆန်ဘက်ဖျားဖြူဖြစ်ပါတယ်ဖျားဖြူနေရောက်နေပါတယ်ဦးမြောင်မမြင်ရဘူးဟောလူမမြင်ရဘူးဒါတော့ပူလေးပါပူလေးတော့ဂီတမူးပါမမူးရင်ဂီတတီးလို့မရဘူးဒါတော့ဖျားဖြူတဲ့ဖျားဖြူလို့ခေါ်ရပေါ့အရင်တက်ပေးတာပဲဒါတော့နေရာတော့စုံသွားပြီပြန်ယူရပြန်ရောက်လာယူလာနေတယ်ရောက်လာတယ်နော် ဘယ်လိုမလဲဆိုတော့အခုကဖျားရှိခုမှဖြစ်ပါလေအတန်လေအားလည်းမရှိဘူးလို့ကျွန်တော်အတန်အေးအေးပြက်တဲ့အတန်ဖြစ်ပါတယ်လို့ဒီကအလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်လည်းဖျားရှိခိုးလိုက်အောင်ပြ